ပိုးစိတ်ရံတွေအတွက်အားကိုးရဆုံးမင်းသား3ဦးနံပါတ်1ဂျွန်ကိုကွယ်လွန်သွားခဲ့တာကမိသားစုတွေပြီးဇပိုးစိတ်ရံလူချန်တရုပ်ဆောင်တွေအတွက်အနစ်နာဆုံးလို့ဆိုရမှာပါဂျွန်ကိုကအရှင်မင်းသားအနေနဲ့နယ်ပယ်ပရိသတ်ရေးစီကနေတခဲနှစ်ကိုအားပေးခံခဲ့တာဖြစ်ပါတယ်ရီယိုဆက်ကတိုင်းမှာလူချန်တရုပ်ဆောင်အများပြားကိုခေါ်သွင်းပေးခဲ့တာပါဒါကြောင့်မို့လူချန်တရုပ်ဆောင်တွေဇပိုးစိတ်ရံတွေကအလုပ်တွေရှိလာကစီဝါရေးချောင်းလည်လာကြပါတယ်ဒါမဲ့ဂျွန်ကိုကအောင်မြင်ဆုံးချိန်မှာပြည်သက်အလုံးကိုစွန့်ခွာသွားခဲ့ပါတယ်။ဂျွန်ကိုက2014ခုနှစ်မှာကွယ်လွန်သွားခဲ့တာဖြစ်ပြီးအနောက်ပိုင်းမှာဇပိုးစိတ်ရနဲ့လူချမ်းတရုပ်ဆောင်အများပြားအလုံးလက်မဲ့တွေဖြစ်ကုန်ရပါတယ်။ရုရှားစကားတွေဆိုတာကလည်းလူချမ်းတရုပ်ဆောင်တွေကိုအရေးတယူခေါ်သွင်းကြရဲဆိုတာအတော်လေးကိုရှားပါတယ်။ဒါကြောင့်မို့လဲဂျွန်ကိုကွယ်လွန်သွားတာအရင်ကနှမျောစရာကောင်းနေဆိုပြီးဖွင့်ဟကြတာဖြစ်ပါတယ်။အမဖြစ်သူမြသိန်းကျဲဆိုရင်လေဒီနေ့အချိန်ထိဂျွန်ကိုမမိနိုင်သေးကလမ်းမောတန်တာဖြစ်နေရရှားပါတယ်။နံပါတ်1လွင်မို့ကဇပိုးတရုပ်ဆောင်တွေနဲ့တသားနေတဲ့မန်တာတရားဖြစ်ပါတယ်2000ခုနှစ်ဝန်းကျင်မှာအောင်မြင်ဆုံးမြင်ခဲ့တဲ့လွင်မိုးကြောင့်မို့ရုရှင်စကားတွေမှာပါဝင်ခွင့်ရတဲ့ဇပိုးတရုပ်ဆောင်တွေလည်းအများပြားရှိခဲ့ပါတယ်လွင်မိုးကမင်းသားဖြစ်ပေမဲ့တရေလေးကောင်ဖွဲ့ဖြစ်တဲ့အရာကိုတို့ကိုဖြူကင်းခေါင်တို့နဲ့လူရှင်တော်ပြက်လုံးတွေနဲ့ဇင်မြင့်ပေါ်မှာဖျော်ဖြေရေးလဲလုပ်ခဲ့ပါသေးတယ်တရလေးကောင်ဖက်နဲ့တကယ်ညီကိုရင်းတွေလိုနေထိုင်တာဖြစ်တဲ့အတွက်လူမှုကသူငါတဲ့စကားတွေမှာဆိုလေတရလေးကောင်ဖက်ကိုရအောင်ခေါ်သွင်းခိုင်းတာပါတရလေးကောင်ဖက်တင်မကပဲငှက်ပြောကြောကိုတူတို့ဆိုရင်လေလွေမိုးကြောင်ရွှန်စကားများစွာရိုက်ခဲ့ရပါတယ်လွေမိုးကဇပိုးစိတ်ရမင်းသားဆိုရဲစီတခုမှမကြပဲတကယ်မိတ်ဆွေတွေလိုပေါင်းတင်ကလက်တွဲခေါ်ပေးခဲ့တာဖြစ်ပါတယ်နံပါတ်3နိုင်ရဲ့စကားတော်တော်များများကိုကြည်ဖို့ကြရဲ့တူလို့ဆိုရင်စကားတိုင်းမှာဇင်မျိုးရဲမွန်အမီညိုအောင်စောမင်းတို့ကမပါမဖြစ်ကိုပါကြပါရီဆိုတာကိုတတိထားမိကြမယ်လို့ထင်ပါတယ်။နိုင်ရဲ့စကားတွေမှာဇပိုးတရုပ်ဆောင်တွေအများပြားပါဝင်ကြသလိုသူကိုယ်တိုင်ကလည်းလက်တွေ့ခေါ်ပါရီ။ဒါကြောင့်မို့ဇပိုးစိတ်ရန်တရုပ်ဆောင်တွေအတွက်အလုပ်ဖြစ်ခဲ့ပါရီ။နိုင်ကအနုပညာလုပ်ကိုဆက်မလုပ်ဖြစ်တော့တဲ့အချိန်မှာတော့တို့လည်းခဏတာပြောက်သွားခဲ့ရပါရီ။ခုနောက်ပိုင်းမှာတော့ဇင်မျိုးရဲမွန်တို့ကအဖေနေရာကနေစကားတွေဝင်ရနေပြီဖြစ်ပါရီ။နိုင်ကအရေးချင်းရှိပေမဲ့အနုပညာလုပ်တွေရနာကြတဲ့အတွက်ဇပိုးတရုပ်ဆောင်တွေကိုယ်တိုင်လည်းနှမျောနေကြရပါဇပိုးတရုပ်ဆောင်ရဲ့စာဝတ်နေရေးကိုတပတ်တလန်းကနေပြန်ကြည့်ခဲ့ကြတဲ့မင်းသားတွေပေါ်အမြင်လေးကိုပြောပြခဲ့ပါအောင်နော်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အစိမ်ဝင်စားဝေရစလင်းနုပညာရှင်သတင်းချားများကိုတင်ဆက်ပေးဦးမှာဖြစ်လို့တစ်တော်ရီတင်နမ်လို့တန်သိရှိနိုင်ဖို့အတွက်ဘီနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်နော်။အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အစိမ်ဝင်စားဝေရစလင်းနုပညာရှင်သတင်းချားများကိုတင်ဆက်ပေးဦးမှာဖြစ်လို့တစ်တော်ရီတင်နမ်လို့တန်သိရှိနိုင်ဖို့အတွက်ဘီနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်နော်။အဆုံးထိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။